ဒီဗီဒီယိုကြည့်နေတဲ့အချိန်ကနေစပြီးတော့ဘယ်နေရာမှာကိုကတိုးတက်ချင်တိုးတက်ပြောင်းလဲမှုတွေကျွန်တော်တို့ရှိဖို့ကလူပြောက်တဲ့အမှန်တန်ကြီးတယ်။ဘာကြောင့်လဲဆိုတော့လူဆိုတာတိုးတက်ပြောင်းလဲမှုရှိနေတဲ့အတွက်ကြောင့် motivate ဖြစ်နေတယ်။လူဆိုတာဒီ body ရဲ့ mind ကတွဲဆက်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီအတွေ့အခေါ်တွေကိုယ့်ရဲ့စိတ်ကြည်နံမှုတွေစသဖြင့်တော့ဒါတွေပိုကောင်းလာဖို့အတွက်ဆိုရင်တစ်ခုနဲ့တစ်ခုတိုးတက်ပြောင်းလဲနေဖို့အတွက်တိုးတက်ပြောင်းလဲဖို့အတွက်အရေးကြီးတဲ့အချက်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဘယ်အရာပဲလုပ်လို့တိုးတက်ပြောင်းလဲရမယ်။တနေရာမှာတိုးတက်ရင်တဲ့နောက်တနေရာမှာတိုးတက်တဲ့ဆိုတဲ့တကယ်လုံးလေးကြည့်တနေရာမှာတိုးတက်မယ်ဆိုနောက်တဲ့နေရာမှာတိုးတက်အောင်လှုပ်ဆောင်ရမယ်နမူနာလေးတစ်ခုကျွန်တော်တို့စဉ်းစားစရာပါလဲဆိုကျွန်တော်တို့အိတ်တယ်စားတယ်ဟုတ်ပြီအရင်တော့ဆိုမနေ့အိတ်ရပဲစားမနေ့အိတ်ရကို9နာရီထားတယ်ဒါဆိုရင်ကျွန်တော်တို့က6နာရီလို့ထားကြည့်6နာရီလို့ထားမယ်သို့မဟုတ်အဲ့ကနေမှတစ်စင်9နာရီထုတ်ထားမယ်အဲ့ကနေမှတစ်စင်လေးလာမှုတစ်စင်လို့ကျွန်တော်လှုပ်ဆောင်ကြည့်ဒါဆိုရင်တနေရာမှာတိုးတက်တယ်ဆိုရင်ကျန်တဲ့နေရာတိုင်းမှာတိုးတက်ပြောင်းလဲဒီနေရာမှာတိုးတက်ပြောင်းလဲတယ်တိုးတက်တယ်ဆိုတဲ့နေရာမကောင်းတာမဟုတ်တာကိုပြောတာဖြစ်တယ်ဒီအတွက်ကြောင့်အမြန်ဆုံးနည်းနဲ့အကောင်းဆုံးနည်းနဲ့တိုးတက်ပြောင်းလဲနိုင်တာကတော့ကျွန်တော်သင်တန်းနေတက်ပါ ID နည်းပညာကလူတိုင်းအတွက်မရှိမဖြစ်လူငယ်တွေတိုင်းလှုပ်ထားမယ့်အရာဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့လုပ်ငန်းဝင်တဲ့အခါမှာလူတွေနဲ့ဆက်ဆံတဲ့အခါမှာအဆင်ပြေစေဖို့အတွက် personal development လည်းအရေးကြီးတယ် ID နည်းပညာနဲ့ personal development တစ်ခုကျွန်တော်ကောင်းကျင်တယ်ဆိုယူမှာ S&D development ကူနာနဲ့ဝက် DCN နေတန်းတွေကိုလာရောက် join မှာသိတာတဲ့ပြောင်းလဲတစ်နှစ်အတွင်းမှာဖြစ်လိမ့်မယ်လုပ်ငန်းကဝင်လာမှာဖြစ်ပါတယ်ဒီလိုအများကြီး